ရေးဆက်ထားတယ်ငါတို့ရဲ့အမေဆိုတဲ့ချင်းလေးတစ်ခုနဲ့အမေကိုလွှမ်းဖြစ်ရင်းနဲ့ချင်းလေးဆိုကြပါခင်ဗျာHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn